လူထင်ကြီးအောင်လို့ပတ်စံသုံးနေတဲ့သူတွေအတွက်တချို့လူတွေကပတ်စံသုံးတာကကိုယ့်ဘဝကောင်းဖို့မဟုတ်ဘူးလူတွေကိုပိုကောင်းတယ်လို့မြင်စေဖို့ပဲဖုန်းသစ်တွေဝယ်တယ်ကားကောင်းတွေစီးတယ်ဈေးကြီးတဲ့ဆိုင်မှာစားတယ်ခရီးတွေသွားတယ်ပုံတွေတင်တယ်ဒါတွေအားလုံးကမကောင်းဘူးလို့ပြောတာတော့မဟုတ်ဘူးဒါပေမဲ့ကိုယ်တကယ်ပြောလို့သုံးနေတာလားဒါမှမဟုတ်ရင်လူတွေအထင်ကြီးစေချင်လို့သုံးနေတာလားဆိုတာမေးဖို့လိုလာပါတယ်စိတ်ပညာအရလူတော်များများကပစ္စည်းကိုဝယ်နေတာမဟုတ်ပါဘူးအတိအမှတ်ပြုခံရမှုကိုဝယ်နေကြတာပါငါလည်းသူတို့ထက်မနှိမ်ဘူးငါဘဝလည်းကောင်းနေတယ်တာယာနေတယ်ဆိုတာကိုတခြားလူတွေစီကကြားချင်လို့ပတ်စံနဲ့တက်တည်ပြနေကြတာပါပြဿနာကဘာလဲဆိုတော့လူတွေအထင်ကြီးတဲ့အချိန်ကခဏလေးပဲဒါပေမဲ့အဲ့ဒီအတွက်ကိုပေးလိုက်ရတဲ့အကျွေးတွေစိတ်ဖိစီးမှုတွေအလုတ်ပင်ပန်းမှုတွေလွတ်လပ်မှုဆုံးရှုံးမှုတွေကတော့ရည်ရှိပါပဲလူတွေကကိုယ့်ကားကိုကြည့်ပြီးတော့မှမိနစ်ငယ်ငယ်မှာတော့အားကျနိုင်တယ်ဒါပေမဲ့ကားရဲ့အကျွေးကိုတော့နှစ်ပေါင်းများစွာပေးနေရတာကကိုပါလူတွေကခရီးသွားတဲ့ပုံတွေကိုလိုက်နေပါတယ်ပေးနိုင်တယ်ငါတို့လည်းမခေါ်ဘူးပျော်စရာကောင်းမဲ့ပုံပဲဘယ်နေရာမှာလဲတို့သွားချင်လိုက်တာတို့ဒီလိုမျိုး comment တွေအမျိုးမျိုးကိုပေးလိုက်မယ်ဒါပေမဲ့အဲ့ဒီခရီးပြီးတဲ့နောက်မှာအဲ့ဒီခရီးမှာသုံးလိုက်ရတဲ့ငွေကြေးရဲ့ဖိအားကိုခံရတာလဲကိုပါပဲဒါကြောင့်မလို့တခုခုဝယ်တော့မယ်ဆိုရင်ကိုဒီလိုရင်မေးပါဒီအရာကငါဘဝကိုတကယ်ပူကောင်းစေမှာလားဒါမှမဟုတ်ရင်လူတွေအထင်ကြီးအောင်ပတ်စံသုံးနေတာလားတကယ်ချမ်းသာမှုဆိုတာကလူတွေကိုအထင်ကြီးစေတာမဟုတ်ပါဘူးမကြိုက်တဲ့အလုပ်ကိုမကြိုက်ဘဲနဲ့နေနိုင်တာအရေးပေါ်အခြေအနေမှာမပြိုလဲပဲနေနိုင်တာအကျွေးနဲတာကိုယ့်အချိန်ကိုရွေးချယ်နိုင်တာညဘက်စိတ်အေးချမ်းသာစွာအိပ်စက်နိုင်တာဒါတွေပဲစိတ်ချမ်းသာမှုဆိုတာကပိုက်ဆံကိုချမ်းသာတရားမြင်စေဖို့မသုံးပါနဲ့ကိုယ့်ဘဝကိုတကယ်လွတ်လပ်စေဖို့သုံးပါ